1912ခုနှစ်ဇူလိုင်လ14ရက်နေ့တုန်းကကမ္ဘာပေါ်မှာအထူးဆန်းဆုံးကိစ္စတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဇန်နတီလို့အမည်ရတယ်ပေါ့နော်။ဒီအီတလီကယထာတစင်ကရောမမြို့ကနေပြီးတော့ခရီးသည်106ယောက်ကိုတင်ဆောင်ပြီးတော့အီတလီတနိုင်ငံလုံးကိုပြတ်တန်းလာခဲ့တယ်ဗျ။အဲ့ဒီလိုလာရင်းနဲ့လမ်ဘာဒီဆိုတဲ့ဥမေလှိုင်ကောင်းကြီးကိုဖျက်အကူးမှာထူးဆန်းစွာနဲ့အချလောင်းဆိုပြီးတော့ပျောက်သွားခဲ့ပါတယ်။ယထာကပေါ့နော်ဒီလှိုင်ကောင်းရဲ့တစ်ဖက်ကနေဝင်လာပြီးတော့ကျန်တဲ့တစ်ဖက်ကနေပြီးတော့ပြန်ထွက်မသွားဘဲနဲ့လှိုင်ကောင်းထဲမှာတဲ့ကောင်မှသူကအစအနရှာမရအောင်ကိုပျောက်သွားခဲ့တာပါ။ဆိုတော့နောက်ပြီးဒီလမ်ဘာဒီဥမေလှိုင်ကောင်းဆိုတာကမီတာ900လောက်ပဲရှိတာဗျ။ဒီလိုမျိုးအတွဲတွေအများကြီးပါတယ်ယထာတစ်စင်းလုံးကပေါ့နော်။ဒီလှိုင်ကိုတူတူလေးထဲမှာပျောက်သွားတယ်ဆိုတာကဘယ်လိုကောမလဲ။တော်တော်လေးကိုတော့စမ်းကျင်နေပါတယ်။ယထာတစ်စင်းလုံးပျောက်သွားတာဆိုတော့ဒီအီတလီနိုင်ငံကကေဆေးသမားတွေလည်းပေါ့နော်ဒီလှိုင်ကောင်းကြီးကိုလာပြီးတော့သူတို့လေးလာစစ်ဆေးခဲ့ကြတယ်။ထူးဆန်းတာကအထဲမှာဘာမှမူမှန်တာမျိုးလည်းမရှိသလိုဒီယထာရဲ့စပိုင်းဆိုင်ရာချုပ်ရွေးမှုကြောင့်ပေါ့နော်ဒီကြံခဲ့တဲ့စက်ပစ္စည်းအကျွင်းကြံတွေကိုလည်းရှာမတွေ့ခဲ့ကြအောင်။ဒါဆိုရင်ဒီယထာကြီးကဘယ်ကိုရောက်သွားခဲ့တာလဲ။ဒီနေရာမှာလည်းဇန်နတီယထာကြီးနဲ့ပတ်သက်ပြီးတော့လူတွေရဲ့အယူဆတွေကအများကြီးကိုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ဒီလမ်ဘာဒီဥမင်ကြီးထဲမှာအတိတ်နဲ့အနာဂတ်စီကိုအချိန်ခီးသွားလို့ရတဲ့ model တစ်ခုရှိနေတယ်ဆိုတာပါ။ယထာရောသူ့ရဲ့နောက်မှာပါလာတဲ့လူတွေအကုန်လုံးကအခြားကဘာတစ်ခုကိုရောက်သွားတဲ့သဘောပေါ့။ဒါပေမဲ့အဲ့ဒီအချိန်တုန်းကညှင်းခုန်မှုတွေရှိခဲ့ပြီးတော့လူတွေကကဘာဆေးရောက်တော့အဲ့ဒီလိုင်ကူကြီးကလည်းဘုံကျဲခံရတော့အကုန်ပြိုပြတ်သွားတယ်။ဒီလိုနဲ့ပဲ1912ခုနှစ်တုန်းကပျောက်သွားတဲ့ယထာကြီးကလည်းသူ့ရဲ့သတင်းကလည်းလူတွေကြားထဲမှာမမေ့ပြောက်ပဲပေါ့နော်အကုန်လုံးဖြစ်သွားတယ်။အဲ့ဒါနဲ့10စုနှစ်လောက်အကြာမှာဒီအီတလီကသုတေသနပညာရှင်တွေသမိုင်းလေးလာတဲ့သူတွေကဒီလွန်ခဲ့တဲ့နှစ်ပေါင်း100တုန်းကပေါ့နော်ဒီသမိုင်းစာမျက်နှာတွေကိုသူတို့လှန်လောကြည့်ကြရင်းနဲ့ထူးဆန်းတာတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီ1845ခုနှစ်တုန်းကပျောက်သွားတဲ့ဒီယထာကြီးပေါ့နော်ဒီ1845ခုနှစ်တုန်းကတဲ့ sorry ဒီ1845ခုနှစ်တုန်းကမက္ကဆီကိုမြို့ရဲ့အနားကိုထူးဆန်းတဲ့ယထာတစ်စီရောက်ရှိလာခဲ့ပို့ပြီးတော့အဲ့ဒီယထာပေါ်မှာအီတလီလူမျိုး106ယောက်လိုက်ပါလာပါတယ်တဲ့သူတို့ရဲ့ဝတ်ပုံစားပုံတွေနောက်စကားပြောတဲ့လေယူလေသိန်းတွေအကုန်လုံးကဒီပေါ့နော်သူတို့ခေတ်နဲ့နည်းနည်းလေးအားစားတာမဖြစ်တယ်လို့မျိုးပြီးတော့တော်တော်လေးလဲထူးဆန်းနေတယ်ပေါ့နော်နောက်ပြီးသူတို့ကိုကြည့်ရတာလဲဗျတော်တော်လေးကိုစိတ်လှုပ်ရှားနေပုံပေါ်ပြီးတော့သူတို့သုံးတဲ့အသုံးဆောင်ပစ္စည်းတွေကလည်းဒီမက္ကဆီကိုမြို့ကလူတွေအတွက်နည်းနည်းလေးဆက်ဆန်းပြပြလေးတွေဖြစ်နေတယ်ပေါ့နော်ဒါကိုဆက်ဆက်ပြီးတော့တွေးကြည့်မယ်ဆိုရင်1912ခုနှစ်တုန်းကပျောက်သွားတဲ့ဇန်နတီယထာကြီးနဲ့ခရီးသည်တွေကနှစ်ပေါင်း66နှစ်အကြာကအတိတ်ကာလကိုအချိန်ခရီးသွားပြီးတော့ရောက်ရှိသွားခဲ့တာလားပေါ့လူတွေထင်သလိုမျိုးလမ်ဘာဒီဥမင်ထဲမှာရှိတဲ့တခြားကဘာကဒိုင်မန်ရှင်းစီကိုသွားလို့ရတဲ့ပေါ်တယ်တွေကိုအမှတ်မထင်ရောက်သွားတာမျိုးလေစဉ်းစားကြည့်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်ပေါ့နော်ဒီတော့သူတို့ကတကယ်ပဲအချိန်ခရီးသွားတယ်လားโอเคဆိုတော့ဒီလိုမျိုးအချိန်ခရီးသွားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ယူပဗေဒ theory တွေအတွေးခေါ်ပိုင်းနေနဲ့ဆက်ဆက်ပြီးတော့လေ့လာကြည့်ရအောင်ဟုတ်ကဲ့ပါအချိန်ခရီးသွားခြင်းပေါ့ time travel နဲ့ပတ်သက်တဲ့ theory တွေကကျွန်တော်တို့ရဲ့လူတွေကြားထဲမှာဟိုးရာစုနှစ်ပေါင်းများစွာလောက်တည်းကရှိနေတဲ့အယူအဆတွေပါပဲပေါ့နော်ခင်ဗျားတို့အနေနဲ့ဒီလိုအချိန်ခရီးသွားတာနဲ့ပတ်သက်တဲ့ရုပ်ရှင်ကားတွေနောက်ပြီးတော့စာအုပ်တွေဝတ္ထုတွေလည်းဖတ်ဖူးကြလိမ့်မယ်ထင်ပါတယ်နော်ဒီလိုရုပ်ရှင်တွေဆိုတာကလည်းဒီသိပ္ပံသဘောတရားနဲ့ဒီယူပဗေဒဘာညာကိုသိပြီးတော့မသိတဲ့သူတွေတောင်မှကြည့်လို့အဆင်ပြေအောင်ရိုက်ထားတဲ့ကားတွေပေါ့နော်များသောအားဖြင့်ဟို sci-fi ကားတွေဆိုတာကပြောမှဆိုကြည့်မယ်ဆိုရင်ဘာမှမတွေးဘဲနဲ့ကြည့်ရင်တော့ဘာမှမရဘူးဒါပေမဲ့တွေးတောပြီးတော့တခြားလေးကြည့်မယ်ဆိုရင်တော့ရန်ရုပ်ရှင်ကားတစ်ခုကပို့ပြင်းနဲ့ပြီးသွားတာမျိုးတော့မဟုတ်ဘူးပေါ့လေကားတွေထဲမှာဆိုရင်ဗျာဒီဇာတ်ကားတွေထဲမှာဆိုရင်ကိုသွားကျင်တဲ့ဒီအတိတ်ကာလဒါမှမဟုတ်အနာဂတ်ကာလကိုဆက်တွေအာကာသယာဉ်တွေပြီးတော့မော်ဆိုင်းအင်ပေါ်တယ်တွေနဲ့သွားကြတာမျိုးတွေပေါ့ဆိုတော့အခုကျွန်တော်ပြောပြမှာကဒီ theory တွေကိုယူပဗေဒနည်းလမ်းတွေနဲ့တွေ့ကြည့်ဖို့ပါသိပ္ပံပညာရှင်ကြီးဒီ Albert Einstein ရဲ့ relativity theory အရဆိုရင်တော့ကျွန်တော်တို့အနေနဲ့အချိန်ဆိုတဲ့ timeline ကြီးကိုမမြင်ရပေမဲ့ခံစားသိနေတယ်ဆိုတာကဒီအတိတ်နဲ့ပြစ္ဆုတ်ပံကဖြစ်ရက်တွေရဲ့ memory တွေကိုပေါ့စုဆောင်းထားလို့ဒါဒီအချိန်ကစီးဆင်းမှုရှိနေတယ်ဆိုတာကိုသိရတာပါတဲ့အခုလက်ရှိပြစ္ဆုတ်ပံကာလဆိုတာကဗျာဘယ်လိုခေါ်မလဲအာယုံခံစားမှုပုံတင်ရှိမနေဘူးကျွန်တော်တို့ခုနတုန်းကလွန်ခဲ့တဲ့တစ်စက္ကန့်တုန်းကခံစားရတဲ့ခံစားမှုတွေကအတိတ်ဖြစ်သွားတာဆိုတော့ဒီပြစ္ဆုတ်ပံကရှေ့ကိုသူကဆက်သွားနေတဲ့သဘောပေါ့နော်ဒီပြစ္ဆုတ်ပံရဲ့အချိန်စီးကြောင်းကြီးကအမြဲတမ်းရှေ့ကိုပဲယဉ်နေဆိုတော့ကျွန်တော်တို့ကအနာဂတ်ကိုသွားနေတဲ့လမ်းကြောင်းပေါ်မှာရှိနေတာအိုင်စတိုင်းကိုယ်တိုင်ကတော့ဒီယူပဗေဒနဲ့ပတ်သက်ပြီးတော့
သူတို့လိုယူပဗေဒကိုယုံကြည်တဲ့သူတွေအတွက်ကဒီအတိတ်ပစ္စုပန်အနာဂတ်ဆိုပြီးတော့ခွဲခြားသတ်မှတ်ထားတာကတဲ့ဒီဆွဲမြဲနေတဲ့အမြင်အာရုံလှည့်စားမှုပေါ့နော် step only persistent illusion လို့ခေါ်တယ်ပေါ့နော်အဲ့ဒီဟာတစ်ခုပဲလို့သူကမှတ်ချက်ချခဲ့တယ်အဲ့တော့ဒါကိုကျွန်တော်တို့သိထားတဲ့အချိန်ဆိုတာကလှည့်စားမှုတသက်ပဲလားပြီးတော့ဒီလိုမျိုးအရှိကိုပဲသွားနေတဲ့အချိန်စီးကြောင်းကြီးကိုချိုးဖြတ်ပြီးတော့အတိတ်ကိုသွားလို့ရနိုင်ရဲ့လားရုပ်ရှင်တော်တော်များများမှာရိုက်ပြထားတာကဗျာဟိုလူတယောက်အတိတ်ကိုပဲဖြစ်ဖြစ်အနာဂတ်ကိုပဲဖြစ်ဖြစ်ချိန်ခီးသွားပြီဆိုရင်သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာဘာတစ်ခုမှပြောင်းလဲသွားတာမျိုးမရှိဘဲနဲ့ရောက်သွားတာမျိုးကိုပြတတ်ကြပါတယ်အမှန်ဆိုရင်တော့ခင်ဗျားကလွန်ခဲ့တဲ့24နှစ်လောက်ကခင်ဗျားရဲ့ကလေးဘဝကိုပြန်သွားမယ်ဆိုပြီးတော့ဒီအတိတ်ကိုသွားဖို့အတွက်ပေါ့နော်ဒီအချိန်ခရီးသွားဆက်တဲ့ကနေထွက်လာမယ်ဆိုရင်ခင်ဗျားရဲ့ပုံစံကဒီလိုလူကြီးပုံစံမဟုတ်တော့ဘဲနဲ့ကလေးပုံစံလေးပဲဖြစ်သွားရမှာအဲ့ဒီလိုမျိုးရိုက်ပြရင်လည်းဒါရေစရာကြီးဖြစ်သွားလိမ့်မယ်ဆိုတော့ရုပ်ရှင်ဇာတ်ကားတွေကတော့ပြောမှဆိုရင်တော့ဟိုပရိသတ်အကြိုက်ကိုပဲလိုက်ပြီးတော့ရိုက်တဲ့သဘောတွေပေါ့ဆိုတော့အဲ့ဒီလိုမျိုးရိုက်ပြရင်ဒါရေစရာကြီးဖြစ်သွားမှာကျွန်တော်နားလည်ထားတဲ့ဒီ causal flow ပေါ့နော်အဲ့ဒီအရာဆိုရင်ကျွန်တော်တို့ကအတိတ်ကနေအနာဂတ်စီကိုအစဉ်အဆက်မပြတ်ရွေးရှားနေကြတာမျိုးပါပြောရမယ်ဆိုရင်ဗျာအချိန်ဆိုတဲ့ဒီခုံမောင်းနေတဲ့ယထာကြီးပေါ်ကခရီးသည်တွေပေါ့ဒါပေမဲ့လူတိုင်းကအချိန်စီးကြောင်းတစ်ခုစီပေါ်မှာရှိနေကြပေမဲ့တချို့ကကျတော့ရောက်နေတဲ့ခရီးကနေပြီးတော့နောက်ကိုပြန်သွားမယ်တချို့ကရှေ့ကဘူတာကိုတခြားသူတွေထက်စောရောက်အောင်ပုံမြန်နဲ့သွားမယ်ဒါလို့ဆိုရင်တော့ဒါကျွန်တော်တို့သိထားတဲ့ time travel ဆိုတာဖြစ်သွားပါပြီ okay ဒီတော့အချိန်ခရီးသွားခြင်းမှာသူကနည်းလမ်း2မျိုးရှိပါတယ်အနာဂတ်စီကိုပုံမြန်နဲ့ပုံမှန်ထက်ပုံမြန်နဲ့နှုံးနဲ့သွားခြင်းဒီ fast forward to the future နဲ့ဒီအတိတ်ကာလစီကိုပြန်လေဥတည်ပြီးတော့ခရီးနှင်တဲ့ဒီ traveling into the past အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒီနှစ်ခုလုံးကပုံမှန်စီးဆင်းနေတဲ့ဒီအချိန်ရဲ့အမြန်နှုံးကိုဒီ h ပမာဏအထိရောက်အောင်ဒီကိုစောင့်တွန်းလိုက်တဲ့သဘောပေါ့ဗျာနော်အဲ့တော့ခင်ဗျားအနေနဲ့ဒီအတိတ်ကိုပဲသွားအနာဂတ်ကိုပဲသွားအချိန်ရဲ့ rate ကိုပြောင်းပြရမှာပါအချိန်ရဲ့အမြန်နှုန်းကိုပြောင်းပြရမှာပါဒီစာအိုက်ဇက်နျူတန်ရဲ့ mechanics အရာဆိုရင်တော့အချိန်ကဒီမြေဖြောင်အတိုင်းပဲတနမတ်စီးဆင်းနေပြီးတော့ကြိုတင်သတ်မှတ်ထားလို့ရတဲ့အရာပေါ့နော်သူက linear ပုံစံမျိုးရှိတယ်ဆိုပြီးတော့သူယူဆခဲ့ပါဒါပေမဲ့ကျွန်တော်တို့ဒီ Einstein ပေါ်လာတော့ Einstein ကပြောတယ်သူက relativity theory ကိုတဲ့ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာသူက Newton ရဲ့ပေါ့နော်ဒီ absolute space and time ဆိုတဲ့အယူဆနေရာမှာအချိန်ဆိုတာလူတိုင်းအတွက်မိမိရဲ့တည်နေရာအလင်းပေါ်မှာမူတည်ပြီးတော့ဒီနှိုင်းရဆန်တဲ့သဘောရှိတယ်ဆိုတဲ့အယူဆနဲ့အစားထိုးလိုက်တယ်ဗျဒီနေရာမှာအချိန်ဆိုတာက special relativity theory အရမှာဆိုရင်ဒီ space time ရဲ့၄ခုမြောက် dimension တစ်ခုဖြစ်ပြီးတော့ဒီ general relativity theory မှာကြတော့ drag 2ကြောင့်ကွေးညွန့်နေတဲ့အရာတစ်ခုဖြစ်လာပါတယ်ဒီ special relativity မှာကအချိန်နဲ့နေရာကိုဒီအပြားလိုက်ကြီးရှိနေတဲ့ dimension ပုံစံနဲ့ပြပြီးတော့ general relativity မှာကြတော့သူကအာကာသတွေက drag 2ရှိတဲ့အရာတွေရဲ့အနီးမှာကွေးညွန့်နေတဲ့အလွှာအဖြစ်နဲ့ပုံဖော်ပြထားပါတယ်ဆိုတော့ဒီ theory ရဆိုရင်အာကာသတွေက mass တွေအားလုံးမှာသူတို့နဲ့သက်ဆိုင်တဲ့အချိန်စီးကြောင်းကတစ်ခုနဲ့တစ်ခုတူမနေဘူးဆိုတဲ့အတိတ်ပဲပေါ့ Einstein ပြောတာကဒီအချိန်ဆိုတာအခြေအနေပေါ်ကွဲပြားမှုပုံမူတည်ပြီးတော့ဒီစီစဉ်လုံးမတူဘူးဆိုတဲ့အတိတ်ပဲပါဆိုလိုတာကဗျာဒီ observer ရဲ့ဖြတ်သန်းသွားလာနေတဲ့ဒီအလျင်ဒီ speed velocity ပေါ်မှာမူတည်ပြီးတော့အချိန်ကမတူညီတဲ့နှုန်းနဲ့ကုံဆုံးနေတာဖြစ်ပါတယ်ခင်ဗျားတို့ကိုထင်သာမြင်သာတဲ့ဥပမာပေးရမယ်ဆိုရင်ဒီကမ္ဘာမြေပြင်အထက်မှာတနာရီကိုကီလိုမီတာ28,000နှုန်းနဲ့ဒီကမ္ဘာကိုပတ်နေတဲ့အာကာသယာဉ်မှုတွေကိုကြည့်လိုက်လို့ရတယ်ဗျသူတို့ပုံမှာတက်ရောက်နေတဲ့အချိန်ကဒီ general relativity နဲ့ special relativity ရဆိုရင်ကမ္ဘာပေါ်ကလူတွေနဲ့မတူတော့ပါဘူး dress ဆွဲအားကြောင့်ရောဒီအလင်းကြောင့်ရောသူတို့ရဲ့ကျွန်တော်တို့နဲ့အချိန်ကကွာသွားပြီဗျဆိုလိုတာဗျနိုင်ငံတကာအာကာသစကန်ပေါ့ဒီ ISS ပေါ်မှာဆိုရင်6လကြာနေထိုင်ခဲ့တဲ့အာကာသယာဉ်မှုတအုပ်ကကမ္ဘာပေါ်မှာပဲကြံရစ်ခဲ့တဲ့သူ့ရဲ့အမွှာညီကိုထက်ကိုဒီ9မီလီစက္ကန့်လောက်ပေါ့နော်အချိန်ကုန်ဆုံးမှုလျော့နေနေတာကိုတွေ့ရဆိုလိုတာကဗျသူကကမ္ဘာပေါ်ကလူထက်9မီလီစက္ကန့်စာဒီအနာဂတ်ကိုကြိုပြီးတော့ရောက်နေတဲ့သဘောပေါ့ဒီလိုစဉ်းစားကြည့်ပြန်တော့ဒီအနာဂတ်ကိုအချိန်ခရီးသွားတယ်ဆိုတာကပိုလွယ်တယ်ဆိုပေမဲ့အတိတ်ကိုကျွန်တော်တို့သွားဖို့ကြတော့လမ်းမရှိတော့ပြန်ဘူးပြောချင်တာက one way ကြီးဖြစ်နေတယ်ပေါ့ဗျာနော်ဒါပေမဲ့ကျွန်တော်တို့ဒီဇန်နတီယထာကြီးလိုမျိုးအတိတ်ကိုသွားဖို့အတွက်ဖြစ်နိုင်ခြေနည်းတယ်ဆိုပေမဲ့လေrelativity theory ထဲမှာတော့မြုပ်ကွက်လေးတော့နည်းနည်းလေးရှိနေပါသေးတယ်
20ရာစုနှစ်အလယ်ကပေါ်ပေါက်ခဲ့တဲ့ဒီသင်္ချာပညာရှင်ကြီးကက်ကိုတွေကသူက general relativity ရဲ့ field equation တွေကိုတွက်ချက်ရင်းနဲ့အဖြေတစ်ခုရှာတွေ့ခဲ့ပါတယ်အဲ့ဒါကတော့ဒီ space time အလွှာကြီးကတော်တော်လေးကိုလိမ်ပတ်နေတာကြောင့်နဲ့သူ့ထဲမှာပိတ်နေတဲ့အချိန်ကွင်းပတ်တွေရှိနေပါတယ်တဲ့အချိန်စီးကြောင်းကလိမ်ပြီးတော့သူ့ဘာဆိုပြန်ပတ်သွားတဲ့သဘောတော့သူပြောချင်တာကဒီလိုဆိုရင်နျူတန်ပြောတဲ့အချိန်စီးကြောင်းဆိုတာမြင်းဖြောင်တိုင်းဟုတ်မနေပဲနဲ့ဒီရှုပ်ထွေးနေတဲ့လမ်းကြောင်းတွေပြီးတော့ပြန်ပတ်နေတဲ့လမ်းတွေရှိနေသေးတယ်ဆိုတာပါဒီလမ်းတွေကနေဒီအနာဂတ်နဲ့အတိတ်ကိုကျွန်တော်တို့သွားလို့ရပါတယ်ပညာရှင်မီကွယ်အကျူဘီယာကတော့ဒီအတိတ်ကိုအချိန်ခရီးသွားဖို့အတွက်အာကာသယာဉ်ဒီဇိုင်းတစ်ခုကိုချပြခဲ့မှုတွေဗျသူ့ရဲ့ပုံစံကရှင်ရဲ့အရှိမရှိတဲ့အာကာသဟင်းလင်းပြင်ကိုကျုံပြပြီးတော့ရှင်ရဲ့အနောက်မှာရှိတဲ့အာကာသဟင်းလင်းပြင်ကိုချဲ့မယ်ဆိုရင်တဲ့ဒီဒီဇိုင်းကပေါ့နော်အချိန်ခရီးသွားဖို့အတွက်အကောင်းဆုံးဒီဇိုင်းဖြစ်လိမ့်မယ်လို့သူကပြောခဲ့ပူပါတယ်ဒီလိုမျိုးပေါ့နော်ဒီလိုဒီဇိုင်းမျိုးရှိတဲ့အာကာသယာဉ်တွေကိုတော့ကျွန်တော်တို့အနာဂတ်မှာမြင်တွေ့ရဖို့ရှိပါတယ် Kip Thom နဲ့ Paul David တို့ကကြတော့ဒီ space time ကိုဖျက်ဆီးသွားလာဖို့ wormhole ဆိုတဲ့ဒီစကြဝဠာဖြတ်လန်းတွေကိုသုံးလို့ရတယ်လို့ပြောပါတယ်ဒီမြန်မာလိုဆိုရင်တော့ပိုးတီတွင်ပေါ့ဗျာ wormhole ဆိုတာကရုပ်ရှင်တွေထဲမှာဆိုတာ wormhole ကိုဘယ်လိုပြထားလဲဆိုတော့ space time ပေါ်ကနေပြီးတော့ဝေးတဲ့အမှတ်နှစ်ခုကိုဒီဖြတ်လန်းကနေရောက်အောင်ဖောက်ပြီးတဲ့လမ်းတစ်ခုပါနော်ဒါပေမဲ့ဒီလိုမျိုး wormhole မျိုးကိုလက်တွေ့ဖန်တီးနိုင်ဖို့ဆိုရင်စွမ်းရည်ပမာဏကအများကြီးလိုပါတယ်ပြီးတော့ wormhole ကိုဖန်တီးဖို့ရပြီဆိုရင်လည်းဒီအပေါက်ကိုပွင့်နေအောင်ပေါ့နော်ကျွန်တော်တို့ဒီထိန်းထားရအောင်ပါဆိုတော့လက်ရှိမှာကျွန်တော်တို့ CREN ရဲ့ဒီအမုံ CREN ဆိုတာဒါဟောပါပေါ့နော်အမုံအရှိန်မြင့်ဆက်ပေါ့ဒီထဲမှာ electronic ကိုအလင်းလျင်နေပါရှိန်မြင့်ပြီးတော့ခုနကတခုကိုတိုက်ခိုင်းနေတယ်အဲ့လိုတိုက်ခိုင်းတဲ့အခါမှာဒီ mini one hole အသေးစားလေးတွေဖြစ်လာတယ်ဒီလိုဒါသူတို့ပညာရှင်တွေကဒီ one hole mini one hole အသေးစားလေးတွေဟိုပေါ့နော်ဒီ electronic တစ်လုံးတိုက်ခိုင်းပြီးတော့သူတို့လေးလာကြည့်တာပေါ့ဒီလိုမျိုး mini one hole အသေးစားလေးတွေကနေပြီးတော့ကျွန်တော်တို့ဒီအတိတ်နဲ့အနာဂတ်ဒါမှမဟုတ်ရင်စကြဝဠာတဲ့ကနေရာတစ်ခုနဲ့တစ်ခုကိုအချိန်တိုတွင်သွားလို့ရမယ်ဖြတ်လန်းတွေကိုဖောက်လို့ရလာနိုင်မလားပေါ့ဒါပေမဲ့ဒီ one hole အသေးလေးတွေကဖန်တီးပြီးတာနဲ့ချက်ချင်းကိုသူက collapse ဖြစ်ပြီးတော့ black hole တွေအဖြစ်ကိုပြောင်းလဲသွားတာပေါ့နော်ဒါကိုပွင့်နေအောင်ထိန်းဖို့ဆိုရင်ဒါဟိုပါပေါ့ negative energy တွေလိုတယ်ဗျဒါကြောင့် theory ရတော့ဖြစ်နိုင်ပေမဲ့လက်တွေ့မှာတော့မဖြစ်နိုင်သေးပါဘူးဒါကြောင့်ဒီအတိတ်ကာလစီကိုပြန်လဲခရီးသွားနိုင်ခြေကအနာဂတ်စီသွားနိုင်ခြေတဲ့အစမတန်နေပါပါတယ် chance နေတယ်ပေါ့ဗျာဘာကြောင့်လဲဆိုတော့ဒီအတိတ်ကိုပြန်သွားတာနဲ့ဒီအကြောင်းနဲ့အကျိုးနည်းရမှာပေါ့နော် loss of causality ကိုချိုးဖောက်မိပြီးတော့ရှင်းအောင်မညီတဲ့ paradox တွေဖြစ်ကုန်ပါလိမ့်မယ်ဒါကိုကျွန်တော်တို့က Causal loop လို့ခေါ်ပါတယ်ဥပမာပြောပြမယ်ဗျဒီ main ကလေးတယောက်ကအမျိုးသမီးတယောက်ကပေါ့နော်ဒီစာအုပ်ဆိုင်ကနေပြီးတော့စာအုပ်တစ်ခုဝယ်လာတယ်ဆိုပါစို့သူကအချိန်ခရီးသွားဆက်ကိုသုံးပြီးတော့အတိတ်ကိုပြန်သွားမယ်ပြီးတော့အတိတ်မှာတွေ့တဲ့လူတယောက်ကိုအဲ့ဒီစာအုပ်ပေးခဲ့မယ်အဲ့ဒီလူကဒီစာအုပ်ကိုဖတ်ကြည့်ပြီးတော့ဒီစာအုပ်ထဲကအကြောင်းအရာတွေကိုကြိုက်လို့ဆိုပြီးတော့ပြန်ကူးရေးမယ်ပြီးဆိုရင်သူကအဲ့စာအုပ်ထုတ်ဝေရေးကိုသွားသူရေးတာပါလို့ပြောပြီးတော့ဒီစာအုပ်ကိုထုတ်မယ်ပေါ့နော်အဲ့ဒီစာအုပ်ကဒီခေတ်ဆက်ကြာပြီးတော့ဒီနေ့ခေတ်ကိုရောက်တဲ့အခါဒီအမျိုးသမီးကအဲ့ဒီစာအုပ်ကိုဒါတွေ့လို့ဝင်လာမယ်ပြီးတော့အချိန်ခရီးသွားဆက်နဲ့အတိတ်ကိုပြန်သွားပြီးတော့ဒီစာအုပ်ကိုပေးမယ်အဲ့ဒီအခါမှာဒါ loop ဖြစ်သွားပြီးတော့ပေါ့နော်ဒီစာအုပ်ရဲ့မူရင်းကဘယ်သူရေးတာလဲဆိုတာကိုကျွန်တော်တို့သိနိုင်ပါဦးမလားမသိနိုင်တော့ဘူးဗျဒီဖြစ်ရခွင့်ဆက်တွေကအပိုင်းစာတစ်ခုချင်းစီမှာဒီဖြစ်ရတဲ့ခိုင်လုံချက်ပေါ့နော်အကြောင်းပြချက်ရှိနေပြီမဲ့ဒီခွင့်ဆက်တစ်ခုလုံးကိုခြုံကြည့်ရင်တော့ဘာကြောင့်ဖြစ်လာလဲဆိုတာကိုရှင်းပြလို့မရတော့ပါဆိုတော့ကျွန်တော်တို့ကဒီမိမိကိုယ်ကိုဘယ်လိုမွေးဖွားလာလဲသိချင်ရင်ဒီမိဘတွေကျွန်တော်တို့ဒီအဘိုးဘွားတွေလူသားတွေရဲ့ဆင်ကဲပြောင်းလဲမှုနောက်စကြဝဠာကြီးဘယ်လိုဖြစ်လာတာလဲစကြဝဠာကြီးရဲ့အစကဘယ်ကနေဘယ်လိုဖြစ်လာတာလဲဆိုတော့ဒီအတိတ်ရဲ့အကြောင်းအကျိုးတွေကိုနောက်ပြန်လိုက်လို့ရပြီမဲ့နောက်ပြန်လိုက်လို့ရပြီမဲ့ဒီဖြစ်ရဲ့ခွင့်ဆက်တစ်ခုလုံးကြီးကဘယ်ကနေပြီးတော့စတင်စဉ်းစားလာတာလဲဆိုတော့ဒီမေးခွန်းကတော့ကျွန်တော်တို့လောလောဆယ်တော့အဖြေမရှိသေးဘူးเนาะအခုကျွန်တော်တို့ဒီကဘာကြီးဖြစ်လာတယ်ပြီးလူသားတွေဖြစ်လာတယ်ပြီးတော့ရင်ကဘာကြီးဘယ်လိုကောမလဲဒီစကြဝဠာကြီးနောက်ဆုံးပျက်စီးပြီးတော့ဒီဘစ်ဗန်အနေထားတစ်ခုအတွက်ကိုပြန်ရောက်သွားမလားဒီလိုဒီ loop ဆိုတဲ့တန်တရားကြီးထဲမှာပဲလဲပြီးတော့ဗောနော်ကျွန်တော်တို့ကအခုဖြစ်နေတာကဒီအချိန်စီးကြောင်းထဲမှာကျွန်တော်တို့ကတန်တရားလဲနေတာလားဗောနော်ဒီစကြဝဠာကြီးရဲ့အဆုံးမရှိတဲ့အချိန်စီးကြောင်းကြီးထဲမှာပဲ
တန်တရားလဲနေတာလားဒီတော့ကျွန်တော်တို့အနေနဲ့အခုဖြစ်ပေါ်နေတဲ့ဒီအခြေအနေတွေဒီတမိုင်းကြောင်းတွေကိုပြောင်းလဲပြဖို့တခြားတိုင်းလိုင်းတွေကိုဒီခုံကူးဖို့ဆိုတာကစကြဝဠာကျက်ကျွန်တော်တို့ဒီ fundamental နေရာမှာတွေကိုချိုးပြစ်မှရမှာအဲ့လိုမျိုးချိုးလိုက်ပြီဆိုရင်လည်းဒီအတိတ်နဲ့ပြစ္ဆုတ်ပံကကန့်ညီမှုမရှိတော့ဘဲနဲ့ကမောက်ကမတွေဖြစ်တော့မှာလေကမောက်ကမတွေဖြစ်တော့ဆိုတော့အချုပ်ပြောရမယ်ဆိုရင်ဒီ time travel လုပ်ပြီးတော့အတိတ်ကိုသွားဖို့ဆိုတာကကျွန်တော်တို့ theory ရဖြစ်နိုင်ပေမဲ့လက်တွေ့မှာတော့လုံးဝမဖြစ်နိုင်သေးပါဘူးဒါပေမဲ့လည်းဒီအီတလီကအရေးယထာကြီးလိုမျိုးပေါ့နော်ဒီအခြေခရီးသွားပြီးတော့အချိန်ခရီးသွားတယ်ဆိုတဲ့အဖြစ်အပျက်တွေနောက်ပြီးတော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဟိုအင်တာနက်ပေါ်မှာဆိုတွေ့လိမ့်မယ်ဗျာဟိုနေရာမှာအချိန်ခရီးသွားဘယ်လိုခေါ်မလဲသူတို့ဒီလူကအချိန်ခရီးသွားတစ်ယောက်လားเนาะဒီဟိုပါပေါ့ဒီအရှင်ရှေးခေတ်တုန်းကဓာတ်ပုံတွေမှာเนาะခင်မီတဲ့ခစ်ဆန်တဲ့လူတစ်ယောက်ကဝစားစင်ပုံနဲ့သွားနေတဲ့လူပေါ့เนาะအဲ့လူရဲ့ဓာတ်ပုံတွေတစ်ခါကျရင်ကျွန်တော်မြင်ဘူးလိမ့်မယ်ဆိုတော့ဒါကဒီလူကတကယ်ပဲအချိန်ခရီးသွားလားဒီလိုမျိုးဟာနေမြင်ဘူးလိမ့်မယ်ဗျာဒါပေမဲ့ဒီလိုမျိုးအချိန်ခရီးသွားဖို့အဖြစ်အပျက်ကအများကြီးရှိနေသေးတာဆိုတော့ကျွန်တော်ဒီသိပ္ပံသဘောတရားရဆိုရင် theory ရတော့ဖြစ်နိုင်ပေမဲ့ဒီကျွန်တော်ဒီfundamental laws ကိုချိုးပြရမှာဆိုတော့ဟိုလက်တွေ့မှာတော့ဖြစ်နိုင်မှုကအရင်ယူ chance နည်းပါတယ်ဒါပေမဲ့ဟိုဒီလိုမျိုးပေါ့နော်ဒီ time travel နဲ့ပတ်သက်တဲ့ကိစ္စတွေကလည်းအများကြီးရှိနေတာဆိုတော့ဟိုသိပ္ပံနည်းရပြောပြဖို့ကတော့ကျွန်တော်တို့တော့ခက်ခဲနေတယ်လို့ပဲကျွန်တော်ပြောချင်တယ်ဆိုတော့မိတ်ဆွေတို့ရောဘယ်လိုထင်ကြလဲဗျကိုယ့်ရဲ့ထင်မြင်ချက်နဲ့ဒီ time travel နဲ့ပတ်သက်ပြီးတော့ဟိုကိုသိထားတာလေးရှိရင်လေကိုမမမျှဝေပေးသွားခဲ့လို့ရပါတယ်ဆိုတော့အဆုံးကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ